Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ချိုဝါဟဲယိုကြိုက်တယ်ဆိုတဲ့အသုံးများတဲ့လွယ်တဲ့ကိုရီးယားစကားပြောလေးကိုကြည့်လိုက်ကြရအောင်နော် ice cream ရေခဲမုတ်ချိုဝါဟဲယိုကြိုက်တယ်အဲ့တော့ ice cream ချိုဝါဟဲယို ice cream ချိုဝါဟဲယိုရေခဲမုတ်ကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်운동ဆိုတာလေ့ကျင့်ခန်းချိုဝါဟဲယိုကြိုက်တယ်운동 좋아해요. 레징은 짜이대ပေါ့နော်အဲ့တော့အဆင်ပြေသလိုလေးဘာသာပြန်မယ်ဆိုလို့ရှိရင်တော့လေ့ကျင့်ခန်းလုပ်ရတာကိုကြိုက်တယ်နော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်운동 좋아해요. 운동 좋아해요. 영화 좋아해요. 영화ဆိုတာရုပ်ရှင် 좋아해요 ကြိုက်တယ် 영화 좋아해요. ရုပ်ရှင်ကြိုက်တယ်ရုပ်ရှင်ကြည့်ရတာကိုကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်커피 엄청 좋아해요. 커피 엄청 좋아해요. 커피ဆိုတာ coffee 엄청ဆိုတာအရင် 좋아해요 ကြိုက်တယ် 커피 엄청 좋아해요. 커피အရင်ကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်초콜릿 빵 좋아해요. 초콜릿ဆိုတာ chocolate 빵ဆိုတာကြတော့빵မုတ် 초콜릿 빵ဆိုတော့ chocolate 빵မုတ်좋아해요ကြိုက်တယ် 초콜릿 빵 좋아해요. 초콜릿 빵မုတ်ကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်책 읽는 거 좋아해요. 책 읽는 거 좋아해요. 책ဆိုတာစာအုပ် 읽다ဆိုတာကျမတို့ဖတ်တယ် 읽는ဆိုတာသူကဖတ်တယ်เนาะ 거ဆိုတာအရာ 읽는 거ဆိုတာဖတ်တဲ့အရာ책 읽는 거ဆိုလို့ရှိရင်စာအုပ်ဖတ်တဲ့အရာဆိုတော့စာအုပ်ဖတ်ရတာပေါ့နော်책 읽는 거စာအုပ်ဖတ်ရတာကို좋아해요ကြိုက်တယ်အဲ့တော့책 읽는 거 좋아해요စာအုပ်ဖတ်ရတာကိုကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်저도 동물원에 가는 거 좋아해요. 저ဆိုတာကျွန်တော်도ဆိုတာ grammar လေးတစ်ခုဖြစ်တဲ့လေဟုတ်နော်အဲ့တော့저도ဆိုတော့ကျွန်တော်လေ동물원ဆိုတာတိရစ္ဆာန်ယုံ가다ဆိုတာသွားသည်가는ဆိုတော့သွားတဲ့거ဆိုတာအရာ가는 거ဆိုတော့သွားတဲ့အရာ저도 동물원에 가는 거ဆိုတော့ကျွန်တော်လည်းတိရစ္ဆာန်ယုံကိုသွားတဲ့အရာကိုဆိုတော့အဆင်ပြေသူလေးဘာသာပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်လည်းတိရစ္ဆာန်ယုံကိုသွားတာကို좋아해요ကြိုက်တယ်저도 동물원에 가는 거 좋아해요ကျွန်တော်လည်းတိရစ္ဆာန်ယုံသွားတာကိုကြိုက်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကဲအဲ့တော့မီနစ်လေးတွေကိုဝေးလာကြည့်ကြရအောင်နော်운동လေ့ကျင့်ခန်း영화ဆိုတာရုပ်ရှင်ပါကျွန်မဒီမှာလေ့ကျင့်ခန်းဆိုပြီးမှားပြီးရဲတော့ပြန်ဖတ်ပေးပါအောင်နော်အဲ့တော့영화ရုပ်ရှင် 아이스크림ရေခဲမုတ် 커피 초콜릿 초콜릿 빵 빵မုတ်책စာအုပ်동물원တိရစ္ဆာန်ယုံဒီနေ့အတွက်သင်ခန်းစာလေးရတော့လောက်ပါပဲရှင်အဆုံးလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ